ဒီနေ့ blog လေးကတော့ခရီးကတကြံဂျုံနေ့လေးမှာအလုပ်လုပ်ဖြစ်ခဲ့ရလေးကို blog လေးရိုက်ထားဖြစ်ပါတယ်။တကယ်လို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ခရီးရဲ့ blog လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးလို့ရပါတယ်ရှင်။ Hey guys ခရီးပါရှင်ဒီနေ့ blog လေးကတော့ခရီးရှိမှပြောခဲ့တဲ့အတိုင်းမယ်လေးလာရှင်ကြောင်းတစ်ကြောင်းကိုခရီးတို့တွေအေးကတ်တွေတော့လှူမှာပဲဖြစ်ပါတယ်။တကယ်တော့ဒီ blog လေးကခရီးတို့လူတဲ့အလုပ်ကိုရိုက်ပြချင်တာမဟုတ်ဘဲနဲ့ခရီး sharing လုပ်ပေးချင်တာလေးရှိလို့ပါ။ဒီကြောင်းလေးကိုခရီးတို့သွားလို့ဖြစ်တာအခုမှ2ခေါက်မြောက်ပဲရှိပါသေးတယ်။ပုံမှန်ဆိုလို့ရှိရင်လည်းခရီးကတကြံအကျိုးနေ့တွေမှာဆော့လေးဆော့ထားမရှိတဲ့အတွက်ကြောင့်မလို့ဒီနှစ်ကိုလည်းခရီးတကြံအကျိုးနေ့မှာရေးမဆော့ပဲနဲ့သွားလို့ဖြစ်ခဲ့ပါတယ်။သွားရတဲ့လမ်းကတော့အရန်လှရဲပေါ့နော်အခုလိုမျိုးလေကွင်းနေနဲ့သစ်ပင်တွေအုပ်ဆိုင်နေတဲ့လမ်းနေရာနေသွားရတာပါ။ဆက်ပြောပြမယ်ဆိုလို့ရှိရင်တော့ခီတို့သွားလို့ဖြစ်ခဲ့တဲ့မက်တီလာရှင်ကျောင်းကတန်လင်းမျိုးအမိုးနီမြေဆောင်ထူးနားမှာရှိတာပါသွားမယ်ဆိုလို့ရှိရင်တော့အမိုးနီတုတ်တန်ကိုပါဖြတ်ပြီးတော့ခီတို့ကသွားရတာပေါ့နော်ဒါပေမဲ့ဘာမှတော့ကြောက်စရာမရှိပါဘူးရှင်ခီတို့တော့မှညနေပတ်ကြီးသွားခဲ့တာပေါ့နော်အခုလိုမျိုးကြောင်ရတဲ့နေရာမျိုးမှာရှိနေတဲ့အတွက်ကြောင့်မလို့လူသိလည်းအရင်နဲ့ကြောင်တစ်ကြောင်ဖြစ်ပါတယ်ခီဒီ blog ကလေးကိုရလိုက်ရတဲ့အကြောင်းရင်းကလည်းခီရဲ့ blog တွေကိုကြည့်ရသူတွေထဲမှာအသက်အရွယ်ပိုင်းရာကြီးသည့်ဖြစ်စေငယ်သည့်ဖြစ်စေကိုကအလူတစ်ခုလူချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုမွေးနေ့မှာအလူလေးတစ်ခုသွားပြီးလူချင်တာပဲဖြစ်ဖြစ်ပေါ့နော်ကိုကအများကြီးမလူနိုင်သေးဘူးဆိုရင်တော့အခုလိုမျိုးအကြောင်းလေးမှာလာပြီးတော့လူပြီးလို့ရပါတယ်ရှင်ကိုတက်နိုင်တဲ့ဘက်ကနေအနေချင်းလဲလူလို့ရတာဖြစ်တယ်ပေါ့နော်ဒီမက်ဒီလာရှင်အကြောင်းလေးမှာဆိုလို့ရှိရင်မက်ဒီလာရှင်အပားရေ30ဝန်းကျင်လောက်ပဲရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ခီရတော့ဒီ blog လေးနဲ့အတူတူအားလုံးကို sharing လုပ်ပေးလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ခီရဲ့ဒီနေ့ blog လေးကတော့ဒီလောက်ပါပဲခီဒီနေ့နေ့သစ်မှစပြီးတော့ဘဝကိုစိတ်ချမ်းသာကိုကျန်းမာစွာနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါစေလို့ခီဒီဘက်ကအားလုံးကိုဆုတောင်းပေးလိုက်ပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲเนาะ bye bye